တခါတုန်းကလှပတဲ့နန်းတော်ကြီးတစ်ခုမှာဘုရင်ကြီးတစ်ပါးနဲ့တမီးတော်3ဦးနေထိုင်ကြပါတယ်။တမီးကြီးရဲ့အမိကတာယနာဖြစ်ပြီးဒူမဟာနန်းတော်ထဲမှာကြော့ရှင်ပြီးမာနကြီးရဲ့သူအဖြစ်လူတီများပါတယ်။ဒုတိယတမီးတော်ကတော့အိုက်ဆလာဖြစ်ပြီးဒူမဟာတာယနာနောက်ကိုအမြဲတစေလိုက်ပါကတာယနာပြောသမျှကိုထောက်ခံလေးရှိတဲ့သူပါ။အငယ်ဆုံးတမီးတော်လေးရဲ့နာမည်ကတော့ဇလီနာဖြစ်ပါတယ်။ဒူမရဲ့အသားရည်ဟာညိုနေတော့လဲစိတ်နှလုံးကတော့ဖြူစင်ရိုးသားတဲ့သူပါ။ဘုရင်ကြီးဟာမိဖုရားနှစ်ပါးရှိခဲ့ပြီးပထမမိဖုရားကတော့ဒါယနာနဲ့အဆလာတို့ကိုဖွားမြင်ခဲ့ကဒုတိယမိဖုရားကတော့ဇလီနာကိုဖွားမြင်ခဲ့တာပါစိတ်မကောင်းစရာကတော့ဘုရင်ကြီးရဲ့မိဖုရားနှစ်ပါးစလုံးဟာကွယ်လွန်သွားခဲ့ကြပါပြီအခုဆိုရင်ဘုရင်ကြီးဟာတမီးတော်3ပါးကိုတူတည်းပြုစုဆောင်ရှောက်နေပြီးအားလုံးကိုအညီအမျှချစ်ခင်ရှာပါတယ်ဒါပေမဲ့ဒါယနာနဲ့အိုက်ဆလာတို့ဟာဇလီနာရဲ့အသားအရောင်ကြောင့်ဒူမကိုမကြာခဏဆိုသလိုအထင်သေးတတ်ကြပါတယ်။ဒါတော့မှဇလီနာဟာဒူမတို့အပေါ်အမုန်းမပွားခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒူမရဲ့စိတ်နှလုံးထဲမှာကောင်းမြတ်ခြင်းနဲ့မေတ္တာတရားတွေပြည့်နှက်နေလို့ပါပဲ။အမဖြစ်သူတွေကဒူမအပေါ်နားလည်မှုမရှိကြပေမဲ့ဇလီနာကတော့ဒူမရဲ့ခမဲတော်နဲ့အမတွေကိုအယမ်းချစ်ရှာပါတယ်။အချိန်အတန်ကြာတဲ့နောက်မှာတော့ခမဲတော်ဘုရင်ကြီးဟာလည်းလူလောကကြီးကိုစွန့်ခွာသွားခဲ့ပြန်ပါတယ်။အခုဆိုရင်ဇလီနာဟာလုံးဝကိုအထီးကျန်သွားခဲ့ပါပြီ။အမနှစ်ယောက်ကလည်းဒူမကိုအနှဲငယ်မြတောင်ဂယူမဆိုင်ကြတော့ပါဘူး။တာယနာရဲ့စပင်တွေဟာတိုးပြီးအနှဲငယ်ကောက်နေတာကြောင့်ဒူမဟာအဲ့ဒီစပင်တွေကိုလုံးဝမနစ်သက်ပါဘူး။အဆလာကတော့အရက်ပုပြီးအရက်ရှည်ပုံပေါအောင်တောင်မြဖက်နှက်တွေကိုအမြဲစီလေးရှိပါတယ်။ဒါပေမဲ့တောင်မြဖက်နှက်တွေအမြဲစီးတာကြောင့်ခြေထောက်တွေကခဏခဏနာကျင်တတ်တဲ့အတွက်ဇလီနာကိုပဲခြေထောက်နှိပ်ခိုင်းလေးရှိပါတယ်။ဇလီနာကကြတော့အသားရောင်ကညိုနေတာကြောင့်လူအများစုကဒူမကိုအေးမလုပ်ပဲလစ်လူရှုထားကြပါတယ်။တနေ့မှာတော့ဒါယနာနဲ့အိုက်ဆလာတို့ဟာနန်းတော်ရဲ့လှပတဲ့ဥယျာဉ်ထဲမှာအေးလူလူလမ်းလျှောက်နေကြပါတယ်။လမ်းလျှောက်နေရင်းနဲ့နန်းတော်ရဲ့နောက်ဖေးဥယျာဉ်စီကိုတွားကြည့်ရင်ကောင်းမယ်လို့သူတို့တွေးမိသွားကြတယ်။ဒါနဲ့ပဲညီမနှစ်ယောက်ဟာနောက်ဖေးဥယျာဉ်စီကိုတိတ်တဆိတ်ထွက်လာခဲ့ကြပါတော့တယ်။နန်းတော်နောက်ဖေးဥယျာဉ်ကိုရောက်တဲ့ခါမှာတော့အယောင်တွေးစုံလင်တဲ့ဒီနံတွေဒီနေတဲ့တစ်ပင်တွေကိုသူတို့တွေ့လိုက်ရပါတယ်။ဒါယနာနဲ့အိုက်ဆလာတို့ဟာအဒီးတွေကိုပျော်ပျော်ပါပါခူးဆွတ်စားတော့ကြတာပေါ့။အဒီးတွေဆိုင်ရင်းနဲ့ပဲသူတို့ဟာတစ်ပင်ကြီးတစ်ပင်စီကိုရောက်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီအပင်ကြီးကတော့6တွင်နေပြီးဘာအဒီးမှမရှိပါဘူး။ဒါယနာနဲ့အိုက်ဆလာတို့ဟာဒီအပင်ကြီးရဲ့ဘေးပပတ်လဲကိုမြေတူးပြီးရေလောင်းပေးရင်ကောင်းမယ်လို့တွေးမိကြတယ်။သူတို့ဟာအပင်အောက်ကမြေတွေကိုရှင်းလင်းပြီးမျိုးစေ့အတစ်တွေကိုစိုက်ပျိုးဖို့ဆုံးဖြတ်လိုက်ကြတယ်။ညီမနှစ်ယောက်ဟာမြေတူးရေလောင်းပြီးမျိုးစေ့တွေကိုစိုက်ပျိုးကြတာပေါ့အလုတ်လုတ်ပြီးတဲ့နောက်မှာတော့ဒီအပင်ကြီးဟာတနေ့မှပြန်လဲရှင်သန်လာလိမ့်မယ်လို့တွေးပြီးသူတို့ပြောနေကြပါတယ်ရုတ်တရက်ဆိုသလိုပဲအဲ့ဒီ6တွေ့နေတဲ့အပင်ကြီးဟာဇူးရှာတောက်ပတဲ့အလင်းတန်းတွေနဲ့လင်းလက်လာပါတော့တယ်ဒါယနာနဲ့အိုက်ဆလာတို့ဟာကြောက်လန့်တကြားနဲ့နောက်ကိုခြေတလန်းဆုပ်လိုက်ကြမိတယ်အဲ့ဒီတောက်ပနေတဲ့အပင်ကြီးထဲကနေနှက်နဲဆန်းကျဲပြီးခန့်ညာလာပါတဲ့မင်းသားတစ်ပါးထွက်ပေါ်လာပါတယ်မင်းသားကပြုံးလိုက်ပြီးပြောကြစမ်းမှာမင်းတို့ပါစုတောင်းချင်တယ်လေမင်းတို့တွေအပင်ပန်းခံပြီးအလွတ်လုတ်ခဲ့ကြတာပဲတယောက်ချင်းစီစုတစ်ခုစီတောင်းနိုင်ပါတယ်လို့ဆိုလိုက်ပါတယ်စုစုပေါင်းစုတောင်း3ခုဖြစ်မယ်ဒါပေမဲ့အဲ့ဒီအတွက်လူ3ယောက်ရှိဖို့လိုအပ်တယ်လို့မင်းသားကရှင်းပြလိုက်ပါတယ်ဒါယနာနဲ့အိုက်ဆလာတို့ကတယောက်ချင်းစီစုတစ်ခုကိုရဖို့အတွက်ဒူတို့ရဲ့တတိယမြောက်ညီမလေးကိုခေါ်လာလို့ရမလားလို့မင်းသားကိုမေးမြန်းကြတာပေါ့မင်းသားကလည်းပြုံးပြီးသဘောတူလိုက်ပါတယ်ညီမနှစ်ယောက်ဟာနန်းတော်ကိုအမြန်ပြန်သွားပြီးဇလီနာကိုသူတို့နဲ့အတူလိုက်ဖို့အတင်းကျပ်ခေါ်ဆောင်လာကြပါတယ်ဒီလိုနဲ့ညီမ3ဖော်ဟာနှက်နဲ့စမ်းကျဲတဲ့မော်တစ်ပင်ကြီးစီကိုပြန်ရောက်လာကြပါတယ်သူတို့တစ်ပင်ကြီးစီရောက်တဲ့ခါမှာတော့တစ်ပင်ထဲကမင်းသားဟာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်မင်းသားရဲ့ကျဲလောင်လာတဲ့ဟောက်တန်ကြီးဟာဥယျာဉ်တစ်ခုလုံးမှာဟိန်ထွက်နေတာပေါ့ဇလီနာကတော့နည်းနည်းကြောက်နေတာကြောင့်နောက်နားမှာပဲကျန်နေခဲ့ပါတယ်ဒါယနာနဲ့အိုက်ဆလာတို့ကမင်းသားနိုးလာအောင်အမျိုးမျိုးကြိုးစားကြတာပေါ့အကြာကြီးစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာမင်းသားနိုးလာခဲ့ပါတယ်မင်းသားကသူ့မျက်လုံးတွေကိုပုတ်တက်ရင်အိုးငါကိုဘာလို့နိုးကြတာလဲကြီးစမ်းပါအောင်ဘသူတွေများလဲရောက်လာကြပြီပဲအခုဆိုရင်မင်းတို့3ယောက်လုံးကစုံသွားပြီပေါ့အခုတယောက်ချင်းစီမိမိတို့ရဲ့ဆုတောင်းတွေကိုပြောနိုင်ပါပြီလို့မင်းသားကဆိုပါတယ်ပထမဆုံးအနေနဲ့ဒါယနာကရှေ့ကိုတလန်းတက်ပြီးကျမရဲ့တိုးတောင်းပြီးကောက်နေတဲ့စပင်တွေကိုရှည်လျားပြီးနူးညံ့ချောမွေသွားစေချင်ပါတယ်လို့တောင်းဆိုလိုက်ပါတယ်။မင်းသားကလက်ကိုတစ်ချက်ဝှက်ရန်လိုက်တာနဲ့အလင်းတန်းတစ်ခုထပ်ပေါ်လာပြီးသူမရဲ့ဆုတောင်းပြေဝသွားခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုဒါယနာရဲ့စပင်တွေဟာရှည်လျားပြီးတောက်ပလာတာပေါ့။အခုတော့အိုက်ဆလာအလက်ကိုရောက်လာပါပြီ။
သူမရဲ့ဆူတောင်းကတော့နောက်တောင်မြင့်ဖက်နှက်တွေကိုစီးဆရာမလို့အောင်အရက်ရှိလာချင်ပါတယ်လို့ဒူမကပြောပါတယ်မင်းသားကဒူမရဲ့ဆူတောင်းကိုလည်းချက်ချင်းဖြည့်ဆည်းပေးလိုက်ပါတယ်အိုက်စလန်ဟာရုတ်တရက်အရက်ရှိလာပြီးပျော်ရွှင်စွာနဲ့ပြုံးနေတော့တာပေါ့အခုဆိုရင်အားလုံးရဲ့အကြည့်တွေကဆလီနာစီရောက်နေပါပြီဆလီနာကရှေ့ကိုတလန်းတက်ပြီးရှက်ကိုရှက်ကန်းနဲ့ပဲဒူမရဲ့ဆူတောင်းကိုပြောလိုက်ပါတယ်ကျမရဲ့ဆူတောင်းကတော့လူတွေကကျမကိုရှိရင်ဆွဲအတိုင်းချစ်ခင်ကြဖို့ပါပဲကျမကိုမြင်တဲ့သူတိုင်းကမေတ္တာတရားတွေလေးစားမှုတွေနဲ့လက်ခံပေးကြဖို့ဆူတောင်းပါတယ်လို့ဆိုလိုက်ပါတယ်ဒါကိုကြားတဲ့အခါမှာတော့တာယနာနဲ့အာဆလာတို့ဟာတဟန်ဟန်ရေမောကြပါတော့တယ်ဇလီနာဟာဒူမရဲ့ဆူတောင်းကိုအလဟတ်တာဖြုံတီးပစ်လိုက်တယ်လို့သူတို့ကထင်နေကြတာပေါ့တစ်ပင်ထဲကမင်းသားကတော့ပြုံးလိုက်ပြီးမင်းရဲ့ဆူတောင်းကိုငါဖြည့်ဆည်းပေးလိုက်ပြီလို့ပြောကဇလီနာရဲ့ဆူတောင်းကိုလည်းပြေဝစေခဲ့ပါတယ်နောက်တနေ့မှာတော့တာယနာနဲ့အာဆလာတို့ဟာသူတို့အယာပြည့်စုံသွားပြီလို့ခန်းစားရပြီးအရန်ကိုပျော်ရွှင်နေကြပါတယ်။နန်းတော်ထဲမှာခမ်းနားကြီးကျယ်တဲ့ကပွဲအခမ်းအနားတစ်ခုကျင်းပဖို့နီးကပ်လာတာကြောင့်အားလုံးကပွဲအတွက်ပြင်ဆင်နေကြပါတယ်။တာယနာနဲ့အာဆလာတို့ဟာအချိန်အကြာကြီးပြင်ဆင်ကြပြီးအရန်ကိုခန့်ညားထဲဝါတဲ့ဝတ်စုံတွေကိုဝတ်ဆင်ထားကြပါတယ်။ညီမနှစ်ယောက်ဟာမှန်ထဲမှာသူတို့ပြန်ကြည့်ပြီးသဘောကျနေကြတာပေါ့။ဒီပွဲမှာလူတိုင်းကသူတို့ကိုပဲဝိုင်းကြည့်ကြလိမ့်မယ်လို့သူတို့လည်းထင်နေကြပါတယ်။ဇလီနာကတော့ရိုးရှင်းတဲ့ဝတ်စုံလေးတစ်ထည်ကိုပဲဝတ်ဆင်ပြီးတိတ်တဆိတ်ပြင်ဆင်ခဲ့ပါတယ်။ညီမတုံးဖော်ဟာကပွဲကျင်းပရာခမ်းမစီတို့အတူတူရောက်ရှိလာကြပါတယ်။ပွဲထဲမှာတော့ခန့်ညားချောမောတဲ့မင်းသားများစွာရောက်ရှိနေကြတာပေါ့။ဒါယနာနဲ့အိုက်စလာတို့ဟာမင်းသားတွေရဲ့အာယုံဆိုင်မှုကိုရဖို့အတွက်သူတို့အနားမှာပဲလက်ပတ်တွာလာနေကြပါတယ်။မင်းသားတွေကသူတို့ကိုတတိထားမိစေချင်တာပေါ့။ဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့ဘယ်မင်းသားကမှသူတို့ကိုတိတ်ပြီးအေးမလုပ်ကြတာပါပဲမင်းသားအားလုံးကဆလီနာစီကိုပဲအကြည့်ရောက်နေကြပါတယ်မင်းသားတိုင်းကဆလီနာနဲ့ကားချင်နေကြတာဖြစ်ပြီးတချို့မင်းသားတွေဆိုရင်ဒူမနဲ့စကားပြောခွင့်ရဖို့အတွက်ဒူမအနားမှာတင်ဝိုင်းဝိုင်းလည်နေကြတော့တာပေါ့ဆလီနာကတော့တခါမှဒီလိုမျိုးအာယုံဆိုင်မခံခဲ့ရဘူးတာကြောင့်တကယ်ကိုအံ့အားသင့်နေမိပါတယ်ဒါကိုမြင်ရတဲ့တာယနာနဲ့အိုက်စလာတို့ကတော့အရန်ကိုဒေါတာထွက်လာကြတာပေါ့လူတိုင်းကဆလီနာကိုပဲပို့တပေါ်ကြနေကြတယ်လို့သူတို့မယုံနိုင်အောင်ဖြစ်နေကြပါတယ်ကပွဲအပြီးမှာတော့ညီမတုံးဖော်ဟာနန်းတော်ကိုပြန်လာခဲ့ကြတယ်အိမ်ရောက်တဲ့အခါတာယနာနဲ့အိုက်စလာတို့ဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကြပါတယ်ညီမနှစ်ယောက်ဟာဥယျာဉ်ထဲကိုတိတ်တဆိတ်သွားပြီးမော်တစ်ပင်စီရောက်သွားကြတယ်သူတို့ကမင်းသားကိုဆလီနာရဲ့ဆုတောင်းကိုဖျက်သိမ်းပေးဖို့ပြောကြပေမဲ့မင်းသားကခေါင်းခါလိုက်ပြီးဒါတွေဟာဒီနန်းတော်အတွက်နောက်ဆုံးခွင့်ပြုထားတဲ့ဆုတောင်းတွေပဲဆုတောင်းရှင်ကိုယ်တိုင်ကပြောင်းလဲချင်တယ်လို့မပြောသေး၍ငါဘာမှပြောင်းလဲပေးလို့မရဘူးလို့ပြောလိုက်ပါတယ်နောက်တနေ့မှာတော့မင်းသားများစွာဟာဆလီနာကိုတွေ့ဖို့နန်းတော်ကိုရောက်လာကြပါတယ်မင်းသားတိုင်းကလှပတဲ့လက်ဆောင်ပစ္စည်းတွေယူဆောင်လာကြတာပေါ့တချို့ကပန်းစည်းတွေတချို့ကအဖိုးတန်ရတနာတွေနဲ့တချို့ကတော့ခန့်ညားတဲ့ဝတ်စုံတွေကိုယူလာပေးကြပါတယ်ဇလီနာကတော့တာတွေကိုမြင်ပြီးအယမ်းပျော်နေရှာပါတယ်သူမဟာမင်းသားတိုင်းကိုလည်းကျင်နာပြူငါစွာနဲ့လေးလေးဆဆနှုတ်ဆက်ပါတယ်ဒါပေမဲ့ဒိုင်ယနာနဲ့အိုက်စလာတို့ကတော့အနားမှာထိုင်ရင်းဒါတွေကိုတိတ်တဆိတ်ကြည့်နေကြရတာပေါ့ဘသူကမှသူတို့ရဲ့အလှပကိုတတိမထားမိတာကြောင့်သူတို့ကစိတ်မကောင်းဖြစ်နေကြတာပေါ့အကြည့်အားလုံးကဇလီနာစီမှာပဲရှိနေပါတယ်ဒိုင်ယနာနဲ့အိုက်စလာတို့ကစိတ်ထဲမှာမနာလိုမှုတွေဒေါသတွေပြည့်နှက်လာပါတော့တယ်ညီမနှစ်ယောက်ဟာအကြံစီတစ်ခုကိုထုတ်လိုက်ကြပါတယ်သူတို့ဟာဇလီနာကိုချိုတာတဲ့စကလုံးတွေနဲ့လှည့်ဖျားပြီးနန်းတော်ထဲကမောင်မဲနေတဲ့အခန်းချင်းလေးတစ်ခုထဲကိုရုတ်တရက်သွန်းပိုးလိုက်ကြပါတော့တယ်ဇလီနာဟာအခန်းထဲမှာပိတ်မိသွားပြီးအယမ်းကိုဝမ်းနေသွားတာပေါ့ဒူမရဲ့အမအရင်တွေကဒူမအပေါ်ပါလို့ဒီလိုလောက်ကြတာလဲဆိုတာကိုဒူမနားမလည်နိုင်အောင်ဖြစ်နေပါတယ်အဲ့ဒီချိန်မှာတော့တာယနာနဲ့အိုက်စလာတို့ဟာဇလီနာရရှိထားတဲ့လက်ဆောင်အားလုံးကိုယူပြီးသူတို့ပစ္စည်းတွေလိုမျိုးစတင်ဝတ်ဆင်အသုံးပြုကြပါတယ်ဘယ်မင်းသားကမှငါတို့ကိုအေးမလုပ်ကြဘူးဒီလိုဆိုရင်တော့ငါတို့ဘယ်တော့မှနန်းတော်တစ်ခုရဲ့မိဖုရားဖြစ်လာမှာမဟုတ်ဘူးဇလီနာကိုငါတို့ပြောတာနားထောင်ပြီးခိုင်းတဲ့အတိုင်းလုပ်အောင်တွားလုပ်ကြစို့လို့သူတို့ကတိုင်ပင်ကြပါတယ်တိုင်ယနာနဲ့အစလာတို့ဟာဇလီနာကိုငိုယိုပြီးသူမရဲ့ဆုတောင်းကိုပြောင်းလဲပေးဖို့တောင်းဆိုကြပါတယ်။မင်းရဲ့ဆုတောင်းကိုပြောင်းလဲလိုက်ရင်မင်းသားတွေကငါတို့ကိုလည်းတတိထားမိလာကြပါလိမ့်မယ်လို့သူတို့ကပြောကြတာပေါ့။ယူတာလာတဲ့ဇလီနာလေးဟာအမတွေရဲ့စကားကိုယုံကြည်သွားပြီးအသာတကြီးပဲတဘောတူလိုက်ပါတယ်။တိုင်ယနာနဲ့အိုက်စလာတို့ဟာဇလီနာကိုမော်တစ်ပင်စီအမြန်ခေါ်သွားကြပြန်ပါတယ်။ဇလီနာရဲ့ဆုတောင်းကိုအမြန်ပြောင်းလဲပေးဖို့တစ်ပင်ကမင်းသားကိုသူတို့ကတောင်းဆိုကြတာပေါ့။ဇလီနာဟာငိုယိုရင်းနဲ့ရှေ့ကိုတိုးသွားပြီးသူမရဲ့ဆုတောင်းကိုပြောင်းလဲပေးဖို့မင်းသားကိုပြောပါတယ်။ဒ
ဒါပေမဲ့ဆလီနာဟာဆူတောင်းအတစ်တစ်ခုကိုမတောင်းဆိုခဲ့ပါဘူးဒူမာကတစ်ပင်ကမင်းသားကြီးကျမအတွက်ဆူတောင်းတစ်ခုကိုကိုတိုင်ပဲရွေးချယ်ပေးပါတော့လို့ဆိုလိုက်ပါတယ်တစ်ပင်ကမင်းသားဟာခဏတာတိတ်ဆိတ်သွားပြီးနောက်မှာတော့ထူးဆန်းပြီးအစွမ်းထက်လာတဲ့ဆူတောင်းတစ်ခုကိုရွတ်ဆိုလိုက်ပါတယ်သူဟာတစ်ပင်အချင်းထောင်ထဲကနေလွတ်မြောက်ရမယ်အဲ့ဒီအစားတယနာနဲ့အိုက်စလာတို့ဟာတစုံတယောက်ကဆူတောင်းတစ်ခုကိုမတောင်းမချင်းဒီတစ်ပင်ကြီးထဲမှာပဲပိတ်မိနေရမယ်လို့ဆိုလိုက်ပါတယ်ရုတ်တရက်ဆိုသလိုဇူးရှာတောက်ပတဲ့အလင်းတန်းတစ်ခုထပ်ပေါ်လာပြီးတစ်ပင်ကမင်းသားဟာလွတ်မြောက်သွားကတယနာနဲ့အိုက်စလာတို့ကတော့တစ်ပင်ကြီးထဲမှာပိတ်မိကြံရစ်ခဲ့ပါတော့တယ်ညီမနှစ်ယောက်ဟာငိုယိုပြီးအပြင်ကိုထွက်ဖို့ကြိုးစားကြပေမဲ့အခုတော့သူတို့ဟာမော်တစ်ပင်ကြီးထဲမှာပဲပိတ်မိနေကြပါပြီမင်းသားကဇလီနာကိုကြည့်ပြီးသူဟာတကယ်တော့ဒီနန်းတော်ရဲ့မင်းသားတစ်ပါးဖြစ်ကြောင်းပြောပြပါတယ်သူဟာဒီမော်တစ်ပင်ထဲမှာပိတ်မိနေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီဒီနေ့မှာတော့ဆလီနာရဲ့ကောင်းမြတ်ခြင်းနဲ့ဖြူစင်ရိုးသားမှုတွေကမင်းသားကိုလွတ်မြောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်မင်းသားနဲ့ဆလီနာတို့ဟာနန်းတော်ကိုအတူတူပြန်လာခဲ့ကြတယ်ဒါပေမဲ့ဆလီနာကတော့အရန်ကိုဝမ်းနည်းနေရှာပါတယ်သူမရဲ့စိတ်နှလုံးထဲမှာတော့နာကျင်မှုတွေပြည့်နှက်နေတာပေါ့သူမဟာဘလူနီးနဲ့ဖြစ်ဖြစ်တယနာနဲ့အိုက်စလာတို့ကိုလွတ်မြောက်စေချင်ခဲ့ပါတယ်ဒါကြောင့်မင်းသားစီကိုအမြန်သွားပြီးအကူအညီတောင်းတာပေါ့ကျေးဇူးပြုပြီးကျမရဲ့အမတွေကိုလွတ်ပေးပါလို့ဆလီနာကပြောပါတယ်မင်းသားကသူမကိုကြည့်ပြီးသူတို့ကိုလွတ်ပေးနိုင်တဲ့မော်နီလန်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ရွှေရောင်မျိုးစေ့တစ်ခုပါပဲအဲ့ဒီမျိုးစေ့ကိုဒီ6တွေ့နေတဲ့အပင်ကြီးမှာအဒီနံတွေဝေစားလာအောင်စိုက်ပျိုးနိုင်ခဲ့မယ်ဆိုရင်မော်အစီရင်ပြက်ပယ်သွားပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတာနဲ့ဆလီနာဟာအချိန်မဆွဲပဲဥယျာဉ်ထဲကိုအပြေးသွားပါတော့တယ်သူမရဲ့အမတွေပိတ်မိနေတဲ့အပင်ကြီးစီကိုရောက်တဲ့အခါမှာဆလီနာဟာမြေကြီးကိုအမြန်ဒူးလိုက်ပါတယ်အရင်ကတယနာနဲ့အိုက်စလာတို့မျိုးစေ့စိုက်ခဲ့တဲ့နေရာကိုရှာဖွေတာပေါ့ရုတ်တရက်ဆိုသလိုတောက်ပနေတဲ့ရွှေရောင်မျိုးစေ့လေးတစ်ခုကိုသူမတွေ့လိုက်ရပါတယ်ဆလီနာဟာတွန့်ဆုတ်မနေပဲအဲ့ဒီမျိုးစေ့ကိုအပင်ခြေကမြေကြီးထဲမှာစိုက်ပျိုးလိုက်ပါတယ်မျိုးစေ့ကမြေကြီးနဲ့ထိတွေ့လိုက်တာနဲ့တပြိုင်နက်တစ်ပင်ကြီးဟာဆူရှာတောက်ပလာပါတော့တယ်ရွှေရောင်အလင်းတန်းတွေဟာအရက်မျက်နှာအနက်ပြန့်နှံ့သွားပြီးတစ်ပင်ကြီးဟာလှုပ်ရှားလာပါတယ်ရုတ်တရက်ဆိုသလိုတစ်ပင်ကြီးမှာစိမ့်လန်းတဲ့အရွက်တွေနဲ့အဒီနံတွေဝေစားလာတာပေါ့အဲ့ဒီချိန်မှာပဲတယနာနဲ့အိုက်စလာတို့အပေါ်ကြားရောက်နေတဲ့မော်အစီရင်ဟာပြက်ပြယ်သွားပါတော့တယ်ညီမနှစ်ယောက်ဟာတစ်ပင်ထဲကနေထွက်လာကြပြီးဆလီနာကိုငိုယိုပြီးချင်းကပ်လာကြပါတယ်ငါတို့ကိုခွင့်လွတ်ပါငါတို့မင်းပေါ်မှာမကောင်းခဲ့ကြဘူးလို့သူတို့ကပြောကြတာပေါ့ဆလီနာကသူတို့ကိုဖက်လက်တကင်းနဲ့ပြုံးပြီးကြိုဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ညီမတုံးဖော်ဟာပျော်ရွှင်စွာနဲ့နန်းတော်ကိုပြန်လာခဲ့ကြပါတယ်မင်းသားဟာဆလီနာရဲ့ကျင်နာမှုနဲ့ဂယုဏတရားကိုအယမ်းသဘောကျသွားပြီးလက်ထပ်ခွင့်တောင်းလိုက်ပါတယ်ဆလီနာလည်းပျော်ရွှင်စွာလက်ခံလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မင်းသားနဲ့ဆလီနာတို့ဟာကြီးကျယ်ခမ်းနားစွာလက်ထပ်လိုက်ကြပါတယ်မကြာခင်မှာပဲတယနာနဲ့အိုက်စလာတို့ဟာလည်းအတီးတီးအိမ်ထောင်ပြုခဲ့ကြပါတယ်အခုဆိုရင်ညီမ3ယောက်ဟာသူတို့ရဲ့ဘဝအတီးတီးမှာပျော်ရွှင်စွာနေထိုင်သွားကြပါတော့တဲ့ဒီပုံပြင်ရဲ့ပေးချင်တဲ့ message လေးကတော့အခြားသူတွေကိုရှိရင်ဆွဲအတိုင်းလက်ခံနိုင်တဲ့သူဟာအမြဲတမ်းမေတ္တာတရားတွေနဲ့ပျော်ရွှင်မှုတွေကိုရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်ဒီပုံပြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင် comment မှာတစ်ခုခုတော့ရေးခဲ့ပေးပါဦးနော်နောက်ထပ်ပုံပြင်ကောင်းကောင်းလေးတွေနားထောင်နိုင်ဖို့အတွက်ဒီရဲ့ channel ကို like and subscribe လုပ်ဖို့တောင်းဆိုပါတယ်တတာ